ယခုကျွန်တော်ပြသမဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေထောက်ထားတဲ့အိမ်လေးပေါ့နော်အဲ့ဒီတော့ဗာဗီဒီယိုလေးလေးဆိုတာသူကြည့်လိုက်အောင် let's go okay ဒီကြီးကိုသူသတ်မှတ်တော့ဟိုအဖြစ်ပြီးတော့ပေးတိုင်းပြီးတော့ထောက်ထားတဲ့ကြကျွန်တော်တို့နိုင်ငံသားတွေကလေပြာကြီးများတဲ့နိုင်ငံဆိုတော့ဒါဘုဒ္ဓတာလေးပေါ့ကျွန်တော်တို့နိုင်ငံသားတွေထောက်ထားတဲ့ဆိုတဲ့ဘုဒ္ဓတာနေပြင်ပြတာပေါ့ကျွန်တော်စကားကြီးအများကြီးလည်းမပြောတော့ဒါဆိုတာစကားပြောပါများစကားတွေကအမှားပါကြီးတယ်ခင်ဗျားဘက်ကကြည့်ရင်ခင်ဗျားမှန်တယ်ကျုပ်ဘက်ကကြည့်ရင်ကျုပ်မှန်တယ်လူတန်းကိုမှန်တယ်ထင်လို့ကိုလုံနေကြတာကျွန်တော်ပြအခါကျတော့တွေးပြီးတော့ဘာမို့တော့ပါကျွန်တော်နိုင်ငံသားတွေထောက်ထားတဲ့တယ်ပေါ့နော်ဒီလိုမျိုးအိမ်လေးကတော့ကျေးဇူးပါဟုတ်